grade 7 ကလေးတွေအတွက်ဆိုလို့ရှိရင် grammar လေ့လာတဲ့အခါမှာ grade 7 စနစ်တဲ့ English text ထဲမှာရှိတဲ့ grammar ကိုလေ့လာတဲ့အခါမှာဆိုလို့ရှိရင်ကလေးတွေကဒီ grammar ကိုတစ်ခါပြီးတစ်ခါသင်ပြီးလို့ရှိရင်မမေ့ဖို့ဆိုလို့ရှိရင်ကလေးတွေအချိတ်ဆက်မိဖို့အရန်ရေးကြည့်ပါတယ် grammar ကိုအချိတ်ဆက်မိဖို့ဆိုတဲ့နေရာမှာလည်းကျမတို့ကသင်တဲ့အခါမှာ listening speaking ချိတ်ဆက်ပြီးသင်မှသာလေကလေးကဒီသင်လိုက်တဲ့ပုံစံကိုစာအုပ်ထဲမှာပဲကြံထားတာမျိုးမဟုတ်ဘဲနဲ့သင်လိုက်တဲ့ပုံစံတစ်ခုချင်းစီတိုင်းကအဲ့တော့ကလေးကပြန်လဲပြီးတော့လက်တွေ့အသုံးပြုတဲ့ဒီကိုရောက်မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ဒီမိဘတွေရဲ့အသမီးတွေထဲမှာ grade 7 တက်ရမယ့်ကလေးတွေရှိတယ် grade 7 နဲ့ပတ်သက်လို့ grade 7 အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ grammar မှာပို့ပြီးတော့လွယ်ကူမှုထိရောက်မှုရှိပြီးတော့လေ့လာစေခြင်းနဲ့ဆိုလို့ရှိရင်တော့ခြေခွက်ရေးသားပြုစုထားတဲ့ grade 7 စနစ်တဲ့ English text ထဲမှာရှိနေတဲ့ grammar တွေကိုတည်တံ့ချိတ်ဆက်ပြီးတော့သင်ပြပေးထားတဲ့ကျောင်းသားတိုင်းစာအုပ်ကလေးထွက်နေပြီဆိုတော့ကိုကျွန်မအနေနဲ့ပြောချင်ပါတယ်ဒီစာအုပ်ကိုအခုလက်ရှိမှာကျောင်းသားပေါင်းမြောက်များစွာလေ့လာခဲ့ပြီးတော့ဖြစ်ပါတယ်အဲ့ဒီလေ့လာခဲ့ပြီးတဲ့ကျောင်းသားတွေဆိုလို့ရှိရင်လည်းပေါ့နော်ကျောင်းသားမိဘတွေရောကျောင်းသားတွေရောကျွန်မတို့ဖုန်းဆက်ပြီးတော့ပြောကြတဲ့ချိန်ဒီစာအုပ်ကလေးလေ့လာပြီးတဲ့အခါမှာ grade 7ဒီ text ထဲမှာပါတဲ့ grammar တွေအရန်ကိုလွယ်ကူမှုရှိသွားတဲ့အချိတ်ဆက်တွေမိသွားတယ်လေ့လာတာပျော်ရွှင်မှုရှိတယ်စာလဲတက်တယ်နောက်တစ်ခုကကျတော့ချက်ပြောထားတဲ့ပုံစံအတိုင်းပဲဒီစာအုပ်တစ်အုပ်လုံးကိုကျင့်ကြအောင်လေ့လာပြီးတဲ့အခါမှာဆိုရင် grammar ကိုသင်ပြီးတော့အရင်လိုမေ့သွားတာမျိုးမဟုတ်ဘဲနဲ့တင်လိုက်တဲ့ပုံစံကိုအပြင်မှာလက်တွေ့ပြန်ပြီးတော့ချရေးပြီးသုံးနိုင်လာတဲ့အဆင့်ထိပေါ့နော်အဲ့လိုမျိုးထိတိုးတက်မှုရှိတယ်ဆိုပြီးတော့လည်း feedback တွေအများကြီးရထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်ဆိုတာကိုကျွန်မအနေနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်မတို့ချိန်ပြီးပါနောက်ပြီးတော့မှပြန်ဆုံမယ်နော် bye bye